ကြောက်ဖြူကတရုတ်စီမံကိန်းတွေဟာ EA နဲ့ဆွေးနွေးပူးပေါင်းဆောင်ရွက်တာမရှိဘဲလုံခြုံစိတ်ချစွာမလီပတ်နိုင်ဘူးလို့ Arakan Oil Watch ကမနေ့ကထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ EA ကကြောက်ဖြူမြို့နယ်ကိုအပြည့်အဝသိမ်းပိုက်သည်ဖြစ်စေမသိမ်းပိုက်သည်ဖြစ်စေတရုတ်စီမံကိန်းတွေအပါအဝင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေဟာ EA နဲ့ဆွေးနွေးတာပူးပေါင်းဆောင်ရွက်တာမရှိဘဲအစဉ်ပြေရှော့မွေမှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒါအပြင်အာဏာသိမ်းစစ်ကောင်စီနဲ့အာရခတပ်တော် EA တို့တိုက်ပွဲဖြစ်ပွားနေတဲ့ကြောက်ဖြူမြို့နယ်မှာပဋိပက္ခတွေတောက်လောင်နေတယ်လို့လည်းအဲ့ဒီအစီရင်ခံစာမှာဖော်ပြထားပါတယ်။ရခိုင်ပြည်သူတွေနဲ့မြန်မာတိုင်းနိုင်ငံလုံးကပြည်သူတွေကိုတိုက်ခိုက်နေတဲ့စစ်လက်နက်ပစ္စည်းတွေဝယ်ယူနိုင်ဖို့ဒေါ်လာတန်ပေါင်းများစွာထောက်ပံ့ပေးနေတာရဲ့တံပြန်အကျိုးတက်ရောက်မှုကိုတရုတ်အစိုးရဟာတတိပြုသင့်တယ်လို့လည်းဆိုပါတယ်။အာရခတပ်တော် EA ဟာရခိုင်ပြည်မှာမြို့နယ်18ခုရှိတဲ့အထက်က14ခုကိုသိမ်းပိုက်ထားပြီးကြောက်ဖြူမြို့ကိုဆက်လက်သိမ်းပိုက်ရင်စစ်ကောင်စီအတွက်ဆုံးရှုံးမှုကြီးမားမယ်လို့လည်းအဲ့ဒီအစီရင်ခံစာမှာဖော်ပြထားခဲ့ပါတယ်။